Hello အားလုံးမင်္ဂလာပါလို့စားကြပါဦးလို့ဟင်းလေးတွေကပေါ့နော်ဒါလေးကတော့ပန်းထွေးဖြောပေါ့နော်မြုပ်သီးအတောင်အပွားအကြီးကြီးနဲ့ခင်းကျင်သီးနဲ့ပန်းထွေးဖြောထားတာဒါလေးကတော့ညာပေါ့နော်အရွက်အစုံဂုံရွက်ဟင်းညူလေးပေါ့နော်ဒါလေးကကိုယ်တိုင်လုပ်တဲ့ငချောက်ကလေးတွေပါလို့ဒါကတော့အဲ့ချမောင်ဘူးထောင်းပါလို့တွေ့တော့မယ်နော်ကြည့်ကြဆိုကြတော့ဖေးရ